တပည့်တော်ဒီတစ်ခေါက်ကိုကိုတိုင်စူးစမ်းပန်းစားအားမထုတ်ရတော့စိတ်ထဲမှာတိတ်အားမရဘူးဗျာသူများတွေကိုတရားဆောင်ရတာကတော့ကုသိုလ်ရပါတယ်ဗျာဟုတ်တယ်လေဆရာတော်ကအမိတ်နည်းနည်းရှိပါဗျာဒါမဲ့ကိုယ်ဆူတောင်းတဲ့ကိုယ်ပဲဒီမှာဗျာမင်းတို့ဆူတောင်းကတစ်မျိုးကိုဒီမှာဗျာမင်းတို့ဆူတောင်းသူများဒီမှာတရားပြတယ်မင်းတို့ဒီမှာပြမင်းဟောင်ကောင်သွားပြနေတယ်ဒီမှာဗျာတော့ဟောင်ကောင်ကြတော့လေမင်းတို့ကပါရမီရှိတော့ပြမယ်လူရှိတော့မင်းတို့ပြနေရတော့မင်းတို့ကဘလူးမှကိုတော့မင်းတို့ကငါမဒီသေးချင်းမှာစတာကြီးပဲဆိုပြီးပြတာလည်းမဟုတ်ဘုန်းကြီးကအဲ့ဒီမှာစောင့်နေလိုက်ဆိုပြီးစောင့်နေရင်းနဲ့ပဲပြရင်နဲ့ပဲဘုန်းကြီးဖြစ်တယ်လို့ပေါ့ကွာဘုန်းကြီးနဲ့တရားပြမယ်လို့ခါမှမကြည့်ရဘူးအဲ့လိုဆရာတော်ကအဲ့ဒီစောင့်နေစားဟိုကြည့်လိုက်စားတီပြောလိုက်စားနဲ့ဆိုတာနဲ့နောက်ကြတော့အားလည်းမဒီသေးချင်းမှာစတာကြီးကိုလည်းအာထုတ်တော့ဖြစ်လာတာပေါ့အဲ့လိုပဲမင်းတို့လည်းအဲ့လိုဖြစ်တယ်ဖြစ်တော့မင်းတို့ကတဆွဲတက်တာမဟုတ်နှစ်ဆွဲတက်တာနှစ်ဆွဲဆိုတာကဝိဇ္ဇာနဲ့စရဏနဲ့နှစ်ခုတချို့အားထုတ်ပြီးတော့မညံမညံရဆိုဝိဇ္ဇာနဲ့ချက်ချင်းရသွားတော့သူစရဏနဲ့သမားကဒီလိုမဟုတ်ဘူးစရဏနဲ့သမားကစရဏနဲ့တတ်တကဒါနလုံးမဲ့သီလဆောက်တည်မှာအဋိပဲဝေယဝဆာတွေလုံးမဲ့သူများကိုကူညီမဲ့ဖရားတယ်မဲ့ကြောင်ဆောက်မဲ့ဟောပစင်းခမ်းမဲ့ပါမဲ့အဲ့ဒါတွေကမညံဘုံညာကိုဓာတ်ရိုက်မရဘူးသူကမညံဘုံညာအဆောက်ပံမဲ့အထောက်ပံဆိုတာဆိုစစ်တာမှာauxiliary force ဆိုတာရှိတယ်မဟုတ်လားအယန္တလေအကုဒသူကအဲ့ဒါပဲသူကအကုဒသူကဟိုတရားအားထုတ်တဲ့အချိန်မှာဝိညာဉ်တွေသိတဲ့လို့ဒုက္ခဒုက္ခရောက်ပြီဆိုရင်ကိုယ်အဲ့ဒါတွေလို့တော့ပီတိဖြစ်တယ်ပီတိဖြစ်တဲ့ခါတည်းမင်းတို့ဟိုမှာပီတိ၅မျိုးဝင်တဲ့ခါကျတော့မဖြစ်ဘူးလားပီတိ၅မျိုးသိလားဟောအားထုတ်တယ်ရင်ကြက်သိမ်းထားတယ်မျက်စိထဲမှာအယောင်နဲ့ဆင်းလေးတွေပြိုးပြက်တွေမြင်ရတယ်။လိုင်းတိုစီလိုရှိတယ်အများကြီးရှိကြတယ်။လိုင်းတိုစီလိုရှိတယ်။ဒီခါတွေဟောအောက်ကနေဘောတက်သွားတက်ဘူးလားမတက်ဘူးလားအောက်ကနေ anti gravity အောက်တက်သွားတတောင်မြောက်သွားတယ်နှစ်တောင်မြောက်သွားတယ်အဲ့မြောက်သွားအဲ့ဒါပီတိပဲနောက်ပြီးတော့ဒီကုလုံးစိတ်ပြီးတော့ခေါ်နေအဲ့ဒါခဏိကပီတိခုတ်ရပီတိအောက်ကနပီတိဥပ္ပေကပီတိဖရဏပီတိလို့ခေါ်တယ်အဲ့ဒီဖရဏပီတိဖြစ်တဲ့အခါကျတမျိုးကြီးပဲနေဘူးတဲ့ထွက်သွားလဲရေခဲတိထောင်းဆောင်းလာသလိုအဲ့ဒီနေရာအေးနော်ကိုနေရောတပေါင်းတို့ကြီးနေဘူးတဲ့ထွက်သွားယဟန်တော်ဟာသူအဲ့လိုပီတိတွေဖြစ်နေတာသူ့ဆရာကဟိုနားမှာလမ်းနဲ့မလွတ်ဘူးတဲ့ဥပ္ပုံကြီးရှိတယ်အဲ့ဒီဥပ္ပုံကြီးကိုတိမြကိုယ်တော်နဲ့နေရာရွှေ့လိုက်ပါတယ်ဒီမှာဖျားသူကပြောသွားပြီးတော့ဆရာတော်ကပြောပြီးသွားတော့ပေါ့သူကကျောင်းဆွမ်းကျောင်းကဆင်းသွားပြီးတော့သူရွှေ့တာပဲတပါးတည်းရွှေ့တာဒီဥပ္ပုံကြီးဟိုဘက်နာရွှေ့လိုက်ပြီးဟိုအာရုံစွန်းစားတော့ကပြောတာနေစွန်းစားတော့ဘုန်းကြီးကဟိုဆွမ်းကျောင်းကနေသူကြည့်လိုက်တော့ဟိုဥပ္ပုံကြီးကတွေ့နေဥပ္ပုံကြီးကမရွှေ့ဘူးလားမနေ့ကပြောတော့မရဘူးလားဗမာလူပြောလို့ဆိုတာနားမလည်ဘူးလားအဲ့ဒီကိုယ်တော်ကသူနားမှာရှိတော့သူပစ္စာသမဏရွှေ့ပြီးပြီဘယ်မှာရွှေ့လို့တော့ဟိုမှာတွေ့နေတဲ့ဥစ္စာကြီးရွှေ့ပြီးပြီအဲ့ဒီကိုယ်တော်စိတ်ကလည်းမလှုပ်ဘူးဒီလိုပဲနေတာရွှေ့ပြီးပြီသူဆရာဘုန်းကြီးကကြောင်းမော်နေတောင်းနေဆင်းလာလိုက်ခဲ့သူကလိုက်တာဟိုရောက်တော့ရွှေ့ပြီးတော့ပြတယ်ဟင်ဟုတ်တယ်ဟိုလမ်းကကွဲနေတော့သူကလမ်းပေါ်မှာလို့မှတ်တာဘလူနဲ့ရွှေ့လဲတတိတော့တပားတည်းရွှေ့တာဟာဒီပုံကြီးကိုတပားတည်းရွှေ့တာရွှေ့တယ်မဟုတ်လားမဟုတ်တယ်အဲ့ဒီကိုတော့ဖရဏပိတိဖြစ်နေဘူးတဲ့သွားတယ်ထီးတို့ရေခဲထီးဆောင်းထားတယ်မြနော်အဲ့ဒီအချိန်မှာမူကြိုက်တယ်မသိဘူးကြိုက်ဆုနဲ့ရေထဲကိုလက်ထဲတယ်ဘာမှမဖြစ်အဲ့တဘာဝရှိအဲ့လိုပီတိတွေဖြစ်လာတဲ့အခါအခုလိုဝေယဝဆတွေလုတ်တဲ့အခါစိတ်ကပြီမနေ့ကဟိုမှာညကြတော့အော်ရဟိကြတော့စိတ်ကအခုစိတ်မျိုးမဟုတ်ဘူးတမျိုးလေးဖြစ်မင်းလာသေးလားအေးတမျိုးလေးဖြစ်ပြီးတဲ့ခေတ်အဲ့ဒါစရဏဒီကုသိုလ်ကအဲ့ဒီစရဏကဘာဖြစ်တယ်ဆိုသူကဘက်ထရီချခြင်းလို့
ဝိညာဉ်လိုက်တဲ့အခါကျတော့ဟိုကိုယ်လိန်ကောက်ကွက်ပြီးတော့ဟာတုတ်ကွက်သကွာအရန်ရောက်နာအဲ့လိုရောက်တဲ့အခါမှာ तू ကအဲ့ဒါလေးဖြစ်သွားရင် तू ကအားတက်တယ်စိတ်ရှိတယ်ငါတော့အထုတ်တော့ရမှာပဲဟောညာအဲ့လိုဖြစ်တယ် तू ကဖြစ်တော့ဟိုကဝိညာဉ်တဲ့ရင်ခံစားတာပေါ့အဲ့ဒါ तू ကအထောက်အပံ့ဝိဇ္ဇာရဲ့အထောက်အပံ့ သရဏခေါ်တယ်အထောက်အပံ့ရတော့ तू ရှိတာကလည်းပဲကို့မှာအထောက်အပံ့ရတယ်ဒါပြင် तू တွေလုံနေကြလို့တရားကိုထိုင်ပြီးအာမထုတ်ရဘူးဖះလို့ဆိုရင်တော့ဟုတ်တာပေါ့သူ့လုံတာဟိုပဲလို့လုံတယ်ဒါမဲ့လို့သူ့ကိုလည်းပဲဝိပဿနာပါသွားအောင်ဆိုရင်ဘာလို့တိုင်းလေတဲ့ငယ်တိုင်းဆောင်းတိုင်းပြောင်းတိုင်းပြင်တိုင်းတတိနဲ့ကြီးကလို့ကန်လိုက်တဲ့သိယူသိလို့သိအကိုအတိပဲဆွစားတယ်သမစားတယ်ဆိုရင်ပဲဆွလို့ကိုင်မှသိယူကျမှသိခုံမှသိဝါမှသိမြုံမှသိလို့တယ်ဒါဝိပဿနာဖြစ်သွားတာလမ်းလျှောက်တဲ့ချိန်တိုင်းမြင်ကြီးနဲ့ဒီတဲ့ဘောသတိထားသွားဝိပဿနာဖြစ်တာအဲ့တဲ့ကိုယ်အလုံးနဲ့မင်းနဲ့ပရဒရာမိကိုလုံးချုံပြီးသတိကတာသူကသူပြောသွားလိမ့်မဟုတ်ရင်ဟောအလိုလိုရှူးနေတာလေအဲ့ဒီမှာထီးတာတွေတည်နေသူကသူပြောသွားလိမ့်အဲ့လိုပြောသွားလို့သိသွားရင်တွားအပေါ်တက်ရောကျုံနာဟိုအထက်မှာသူလှုပ်သွားတာဘုန်းကြီးတို့ဆရာတော်တစ်ပါးအမရဗုဒ္ဓမှာတရားသွားပြတော့ဖျားဝင်းကြီးထဲမှာပြတော့ဖဏမှမရှိရဘူးအဲ့တော့ဟိုကမိုးကရွာချလိုက်ရောဟိုအထက်မိုးကတစ်မျိုးတွေတဲတဲကြီးရွာချလိုက်ရွာချပြီးပြီဆိုတော့ခေါ်တော့ဟိုမှာတစ်မျိုးရွာချပြီးပြီဆိုရင်တော့ဘယ်သူမှဆုံးမခံရတော့ဘူးဒါ compulsory ပဲချက်ပြီးတော့ကပ်ပြီးရချက်တော့ပဲဒီတိုင်းပဲဘာဖြစ်လို့လဲဆိုမိုးရွာပြီးရင်အမလေးအေးစိတ်နာပဲအဲ့ဒါကိုသူကဖရားရင်မြင့်ကိုပြင်တာ哦ပြင်တော့မိုးရရွာချရောကြောက်ကြတော့မပြီးတော့သူကအဲ့ဒီမှာဖဏမှမရှိရပဲနေတော့အေးမိတော့မတ်တက်ကနေပြီးခါကောလက်ဆွဲသွားတာခုနှစ်ရက်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့သူဆေးရုံမှာပေါ့ခုနှစ်ရက်လည်းပြီး8ရက်လည်းကြာသူသတိရတော့သူကလက်စီဖွင့်ပြီးတော့ဟဲ့ကောင်မင်းတို့ဘယ်နဲ့နေကြလဲလောက်ကြရတာမင်းတို့ခိုးနေသေးတာဘာကြောင့်သူထင်တာသူကအဲ့ဒီဘုရားရင်မြတ်မှာလုံနေတယ်ပဲထင်လို့မင်းဘာလို့လို့ကြပြီးတာပါဟိုအဖောက်ကလေးတွေဘာတွေဖားပြီးပြီလားဘာညာသူပြောတော့ဘယ်မှနားမလဲတော့ဒီမှာသူ့တကားတယောက်ကနည်းနည်းရိပ်မိတော့ဟာဆရာတော်ဘုရားကဟိုဘုရားရင်မြတ်မှာမှတ်လို့လားတဲ့အေးလေဘုရားရင်မြတ်မှာငါလုံတာငါအိပ်ပျော်သွားတာပါလည်းမသိဘူးတဲ့မဝိညာဉ်လိုက်နာကွာအဲ့လိုပြောတယ်မဝိညာဉ်လိုက်နေကွာဆရာတော်အခုဆေးရုံမှာ9ရက်ရှိပြီဆရာတော်မိတ်သွားလို့ပွေပြီးတော့ယူလာပြီးတော့ဟိုကျောင်းပေါ်တင်ပြီးကျောင်းကနေပြီးတော့ ambulance ခေါ်ပြီးတော့ ambulance နဲ့အခုဆေးရုံတင်တော့9ရက်ရှိအခု10ရက်မြောက်ပဲသူအဲ့တော့ပြောတယ်ဟောငါဘယ်လိုဖြစ်သွားလဲမိတ်သွားတယ်မိတ်ပါဘူးကွာငါဝိညာဉ်လိုက်နာပဲနောက်တော့ तू ကပြောတယ်9ရက်10ရက်ရှိပြီကြာတယ်အဲ့တောက်ခောက်တယ်အဲ့တော့ငါပြသေသွားရင်ကွာဗြဟ္မပြည်တက်တာပေါ့ကွာလို့ပြောတယ်မသေးပါဘူးကွာသေလိုက်ပါတော့အမေအဲ့ကြတော့မသေးပါဘူးကွာသေလိုက်ပါတော့လို့အဲ့လိုဆိုတက်တာကွာအပေါ်တက်သွားမှာငါဝိညာဉ်လိုက်နေတာကွာဆရာတော်မေ့မနေဘူးမနေပါဘူးကွာငါဝိညာဉ်လိုက်နေတာအဲ့တော့အိတ်ခါနီးလေအဲ့လိုပဲခန္ဓာကိုယ်ကိုသုံးသပ်ပြီးသူ့ကိုဒီမှာထိတာလေးသိပြီးရွှေရင်သူအိတ်ပျော်သွားရင်ဘဝင်ကျသွားရင်သူကဝိညာဉ်လိုက်သွားတာလိုက်သွားရင်အဲ့ဒီထဲသိရင်အပေါ်တက်တာပေါ့လို့ထုံးစံပေါ့အဲ့လိုဖြစ်တာအဲ့တော့လှုပ်တိုင်းလေတဲ့ငယ်တိုင်းဆောင်းတိုင်းပြောင်းတိုင်းပြင်တိုင်းကိုတတိနဲ့ရီကကပြီးလှုပ်သွားရင်ကိုတော်ကထိုင်းမရှိရလို့ကိုတော်ဘာဖြစ်တယ်ဘာညာတွေဘာမှ sorry ဖြစ်နေကြမလို့ဝိပရိသရာဖြစ်နေကြမလို့ဝိပရိသရာဆိုသိလားဟိုပြီးတဲ့ဥစ္စာကိုတွေးပြီးပူးနေတာ brute over sorrow ဘာမှ brute over sorrow လုပ်နေ let bygones be bygones ပဲလုပ်တဲ့အခါမှာသရဏလုပ်ရင်လည်းတတိနဲ့ကလုပ်အဲ့ဒါဝိဇ္ဇာရောသရဏရောပါသွားရောဆိုတော့ဘာဟိုတင်းပြည့်စရာရှိတယ်ဒီကဟိုတင်းကတမာရီကဟိုတမာရီကိုသွားကူတာပေါ့ဒီကလုပ်တဲ့တမာရီကအတိပဲဟိုတင်းရှိမယ်ဆိုတပိတ်တာလောက်ရှိမယ်ဆိုဟိုတရားအထုတ်တဲ့တမာရီကတပိတ်တာနှစ်ပိတ်တာဖြစ်သွားတော့ဘာမှ sorry ပြည့်စမအဲ့ဒါသာလို့ကိုတော်ကနှစ်ဆွဲတက်တာကိုတော်ရောဟိုသင်ရောတို့ဝိဇ္ဇာနဲ့သရဏတို့တက်သွားတာကိုယ်စုတော်ကိုယ်ပါရီဘယ်တတ်နိုင်မလဲလို့ဒီလိုပဲလုပ်ရတော့
အဲ့ဒါပဲလို့ကဲ့ရောဒါပဲနေ့စဉ်ပဲပြုနေအတိုင်းပဲဒီနေ့